အားလုံးပဲမင်္ဂလာပါ decent ပန်သာတင်တန်းကြောင်းနေကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက် N3 ရဲ့ grammar day ဘလောက်ကိုရောက်လဲ day 31 century ကိုရောက်လာပြီပေါ့နော်ကဲအားဆိုလို့ရှိရင်31ရက်နေ့မြောက်ကိုရောက်လာပြီဖြစ်ပါတယ်ကဲအားဆိုရင်0စရအောင်ပေါ့အဲ့မှာဆိုလို့ရှိရင်ပထမဦးဆုံး grammar pattern ကဘာကာရီဒေနာကုဆိုတဲ့ grammar pattern လေးသူ့ရဲ့အဓိပ္ပာယ်ကတာမကလေပဲဘာကာရီကတာမကဒေနာကုမဟုတ်ဘူးတာမကမဟုတ်ဘူးဆိုတာတာမကလေပဲဆိုတဲ့အဓိပ္ပာယ်တာမကမဟုတ်ဘူးပေါ့နော်ဒေနာကုဆိုတာမဟုတ်ဘူးအဲ့ဒါတာမကမဟုတ်ဘူးနောက်ကဟာလေပဲရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါဆိုတော့အေတာမကအေဒါလင်မကအေဒါလင်မကဘီလဲပဲဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားတယ်ပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုအေဒါမကဘီလဲပဲရှိတယ်ဥမာအဖြစ်ဘာကာရီတင်တာကိုဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်ဒီထဲမှာတော့ exercise example တွေတော့ပါတယ်ပေါ့နော်ဒါပေမဲ့စိမ့်မှတ်ထားတာလေးကတော့ဘာမှတ်ထားလဲဆိုရင်ဒီတပတ်မှာအတန်းချိန်တွေကတော့ဟုတ်ပြီနော်ဒီတပတ်အတန်းချိန်တွေမှာဆိုရင်စမပွဲဖြေရမာတာလင်မကပဲနဲ့အေဆိုတဲ့စမပွဲဖြေရမာတာလင်မကပဲလေဘီဆိုတာလည်းပဲရှိတယ် report ထပ်ဖို့လည်းပဲရှိတယ်အရန်လှုပ်ရှုပ်တယ်အဲ့လိုပုံစံမျိုးမှာသုံးတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဆိုတော့ဒီမှာဆိုရင် तू ကပါလိုက်လဲဆိုရင် plain form လိုက်တယ် plain form plus ဘာကာရီတင်နာကိုနိုင်နာနီမို့အဲ့ဟာလဲလိုက်မယ်ပေါ့နော်နာ adjective မှာဆိုလို့ရှိရင်ဘာလုပ်မှာလဲဆိုဓာတ်ဖြုတ်ပြီးနာပြန်ခဲ့မယ် noun ဆိုရင်ဓာတ်ဖြုတ်မယ်နော်အဲ့ဆိုလို့ရှိရင်ရမယ်နော်ကဲဟုတ်ပြီဘာကာရီတင်နာကိုဆိုတဲ့အဓိပ္ပာယ်ကတာမကလဲပဲဆိုတဲ့အဓိပ္ပာယ်တာမကလဲပဲဆိုတဲ့အဓိပ္ပာယ်မျိုးအေတာမကဒီလဲပဲဥမာအဖြစ်ခုနကပြောသလိုပေါ့ဒီဘက်ကတော့စမှုပွဲဖြေရယုံတာမကပဲဘာလဲဆိုလို့ရှိရင် interview လဲပဲဖြေရတယ်ဒီဘက်ကတော့စမှုပွဲဖြေရယုံတာမကပဲreport တွေလည်းထည့်ရမယ်အဲ့လိုပုံစံမျိုးမှာသုံးတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရမယ်နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တယောက်က exercise ကလေးကိုသွားပြီးကြည့်အောင်နံပါတ်1အချိပံအောင်သွားမယ်နော်အချိပံမှာသူဘာပေးထားလဲဆိုရာခုခောဆိုတာကပြောချင်တာကသူကဂျပန်ယူရပုံမြင်ပြောတာကိုပြောတာဂျပန်ယူရပုံမြင်ပြောတယ်ဆိုတာကတဲ့ site အခုတလောပေါ့နော် otoshi yori ဒါ toshi yori အိုတိုရှိယော်ဒီဘာကာရီဒေနာကိုဟုတ်ပြီနော်အဲ့ဆိုအခုတလောအသက်ကြီးရွယ်ဟိုတင်မာတာလင်မကပဲဒီမှာဆိုလို့ရှိရင်အိုတိုရှိယော်ဒီဆိုတာလူကိုပေးထားတာသက်ကြီးရွယ်ဟိုတင်မာတာလင်မကပဲဝါကာယီကျော်စိနီဒီမှာလဲဝါကာယီကျော်စိဆိုတာကငယ်ရွယ်တဲ့မိန်းမငယ်လေးတွေအဲ့ဒါလဲလူပဲဒါဆိုရင် A ကလူဖြစ်တယ်ဆို B ကလဲလူဖြစ်သွားတာပေါ့အဲ့ဆိုတော့ခါကြတော့သက်ကြီးရွယ်ဟိုတင်ဒါလင်မကပဲနဲ့ငယ်ရွယ်တဲ့မိန်းကလေးတွေမှာလဲပဲဘာဖြစ်လဲဆိုရင်နင်ကီဆိုတာလူကြိုက်များတာပေါ့နော်နင်ကီကဒေတေခိတာဆိုတာလူကြိုက်များနေပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရမယ်နော်ကဲဟုတ်ပြီနံပါတ်2နိဗ္ဗာန်ကိုသွားရအောင်နိဗ္ဗာန်ကကြတော့သူပေးထားလဲဆိုတော့အာနုခိုင်ရှာနော်အဲ့ဒီကုမ္ပဏီရဲ့ရှူရှော့ကုရှကန်တေဝါဆိုတာကပြောရမယ်ဆိုကုမ္ပဏီကွင်းစာမိုးပွဲပေါ့အလုတ်ခွင်စာမိုးပွဲမှာဆိုလို့ရှိရင်အပန်းဆိုတာပုံမှန်တာမှန်အပန်းကပုံမှန်တာမယ်အဲ့ဒီကုမ္ပဏီရဲ့အလုပ်ခွင်စာမိုးပဲမှာဆိုရင်တဲ့ပုံမှန်တာမယ်ဂျော့ရှ်ကီဆိုတာဘဟုတုတတွေတာမန်ဘဟုတုတတွေရဲ့ဆမ်မိုနီဆွီတေနော်ဆမ်မိုနီဆွီတေဆိုတာကအဲ့ဒီသူတို့ကုမ္ပဏီမှာရှိရတဲ့အဓိကမေဂျာရက်တွေပေါ့နော်အဲ့ဒီမေဂျာရက်တွေရဲ့ဆမ်မိုနီဆွီတေနော်ဆိုအဲ့ဒီမေဂျာရက်တွေရဲ့ဘာပေးထားလဲဆိုလို့ရှင်ဟစ်ကီရှကန်ဘာကာရီဒေနာကိုဟစ်ကီဆိုတာကရေးဖြေပေါ့ကွယ်ရေးဖြေစာမိုးပွဲတာလင်မကဘဲနဲ့ group ဆိုတာ group လိုက်ဟုတ်ပြီနော် discussion ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် discussion ကကြတော့ discussion ထောင်မှာလည်းပဲအိုခုနာဝါတဲ့လူဆိုတာနော်ပြုလုပ်တယ်လို့ကြားပါတယ်အဲ့လိုအဓိပ္ပာယ်နော်အဲ့ဆိုတော့ခါကြတော့သူတို့ကုမ္ပဏီမှာဆိုလို့ရှိရင်အလုပ်ခွင်စာမိုးပွဲမှာဆိုလို့ရှိရင်သူကပုံမှန်အားဖြင့်ဟုတ်ပြီနော်ပုံမှန်အားဖြင့်ဘဟုတုတရဲ့အဓိကဘာသာရပ်တွေပေါ့နော်အဓိကဘာသာရပ်တွေရဲ့ရေးဖြေစာမိုးပွဲလေးပဲဖြေရတာအဲ့ဒါတင်မကဘူးအဲ့ကုမ္ပဏီမှာဘာလဲဆိုရင် group like discussion တောင်မှလည်းပဲသူတို့ကကျင်းပရတယ်လုပ်ရတယ်ဖြေရတယ်ဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့ဒီအရှိမဆိုလို့ရှိရင်လေအေဒါမကဘီလဲပဲเนาะပုံမှန်စာမိုးပွဲရေးဖြည့်ရတာအဲ့ဟာတင်မကပဲပါလေ group like discussion လေးပဲလုပ်ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုနံပါတ်3စက်မှန်အောင်သွားမယ်စက်မှန်ကကြသူပါပေးထားလဲဆိုတော့ယာဆိုင်ကဟင်းသင်းရွက်တရားဆိုလို့ရှိရင်နေအာဂါရီစတနောဝဆိုတာဈေးတက်တာပေါ့နော်ဈေးတက်တာဆိုတော့ဟင်းသီးရွက်တွေဈေးတက်တွေဆိုတာကတဲ့နွေရာသီမှာခီဝုံကဟီကုကတာဘာကာရီဒေနာကိုနွေရာသီမှာဆိုလို့ရှိရင်ခီဝုံဆိုတဲ့အပူချိန်တွေကဟီကုကတာဘာကာရီဒေနာကိုဆိုအပူချိန်တွေရောကြခဲ့ရုံသာလင်မကဘဲနဲ့တိုင်ဖုန်းတော့မုံတိုင်းရဲ့ဟီခိုင်းမို့မုံတိုင်းရဲ့ပျက်စီးဆုံးရှုံးမှုတွေလည်းပဲအတ္တရာရှိဆိုတာပျက်စီးဆုံးရှုံးမှုပြောချင်တာကွာမုံတိုင်းရဲ့ပျက်စီးဆုံးရှုံးမှုဆိုတာဘာကိုပြောချင်တာလဲဆိုတော့မုံတိုင်းရဲ့အချိန်ကြောင့်ဖြစ်လာတဲ့ပျက်စီးဆုံးရှုံးမှုတွေဟုတ်ပြီနော်မုံတိုင်းရဲ့အချိန်ကြောင့်ဖြစ်လာတဲ့ပျက်စီးဆုံးရှုံးမှုတွေနော်ပျက်စီးဆုံးရှုံးမှုတွေကြောင့်ဖြစ်တဲ့ပုံပဲပေါ့နော်ပါတဲ့ပုံပဲဆိုတဲ့အဓိပ္ပာယ်
ပဲပါတဲ့ပုံပဲဟုတ်ပြီနော်ဆိုတာပုံပဲဒါဆိုပြန်ပြောမယ်ဆိုရင်ဟင်းသီးဟင်းရွက်တွေဈေးတက်တယ်ဆိုတာကတဲ့နွေရာသီမှာအပူချိန်ကြာဆင်းနာကြောင့်ဘဲမဟုတ်ဖ ೇನೆ ကြာဆင်းနာယုံနေမကပဲနဲ့အဲ့အပူချိန်ကြလို့ဟင်းသီးဟင်းရွက်တွေကပြောရမယ်ဆို तू ထွက်ရမယ်အချိန်မထွက်ဘူးအပူချိန်နေအရန်အေးခဲလုံးလို့အရန်အေးခဲရင်ဆဲလို့ပြောပြမယ်နင်းနေအရန်ကြတဲ့နေရာမှာဆိုအပင်နေပေါက်နိုင်လားမပေါက်နိုင်ဘူးလေနင်းရတာမရဘူးလေနော်အဲ့ဆိုအဲ့လိုမျိုးအပူချိန်ကြာဆင်းကြဒါကြောင့်မဲမဟုတ်ဘူးတဲ့အဲ့ဒါဒါလည်းမကပဲနဲ့ဘာဖြစ်လဲဆိုမုံတိုင်းတွေရဲ့အပျက်စီးကြောင့်လည်းပါတယ်ပုံပါပဲဒါဆိုလို့ရှိရင်ရမယ်နော်ပုံမုံတိုင်းရဲ့ပျက်စီးနော်မုံတိုင်းကြောင့်ဖြစ်တဲ့အပျက်စီးကြောင့်မို့လဲပဲပါတယ်ပုံပါပဲအဲ့ဒါကိုပြောချင်တာကဲဒါဆိုလို့ရှိရင်ဘကာရီတေနာကုဆိုတဲ့ grammar pattern ကတာလင်မကပဲဆိုတဲ့အဓိပ္ပာယ်တာလင်မကပဲအေးတာလင်မကပဲဘီလဲပဲဖြစ်တယ်ခုနကတော့ပြောရမယ်ဆိုလို့ရှိရင်ဒီတစ်ပတ်ကတော့အလုပ်တွေရှုပ်ယုံတာလင်မကပဲမဲ့သွားရမယ့်ခီးတွေကလည်းပဲများလိုက်တာအဲ့လိုပုံစံမျိုးဒီတစ်ပတ်ကတော့စမိုးဝက်ဖြေုံတာလည်းမကပဲနဲ့ report ကလည်းထက်ရမှာအဲ့လိုပုံစံမျိုးတွေမှာတောင်းတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါလေးရမယ်နော်ကဲအဲ့ဒီမှာကျတို့အတူတူဖြစ်တဲ့ဘကာရီဒေနာခုနဲ့တူတဲ့မြမြချင်းရေးလိုက်မယ်ပေါ့နော်ဒါကဘကာရီဒေနာကုဆိုတဲ့ဟာနဲ့အတူတူပဲအဲ့ဟာကိုဒါမကဘာနဲ့ပဲသုံးလို့ရလဲဆိုဘာနဲ့လဲသုံးလို့ရလဲဘကာရီကာဆိုတဲ့စကားလုံးနဲ့လည်းသုံးလို့ရတယ်ဘကာရီကာဟုတ်ပြီနော်ဘကာရီကာဆိုတဲ့စကားလုံးနဲ့လည်းသုံးလို့ရပါတယ်ဘကာရီကလည်းဘကာရီကာဆိုတာလည်းတာလင်မကလဲပဲဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်တာလင်မကလဲပဲခုနဟာနဲ့အဓိပ္ပာယ်အတူတူပဲဟုတ်ပြီနော်အဲ့ဆိုရင်ဒီဟာလေးကလည်းသူ့ရဲ့ exercise အဓိပ္ပာယ်အတူတူပဲဖြစ်တဲ့အတွက်သူ့ကိုတစ်ခါတည်းပဲပြောပြလိုက်မယ်ဒါဆိုရမယ်နော်ကဲအဲ့ဆိုရင်စရအောင်今日はဒီနေ့ရဆိုလို့ရှိရင်နဲ့တန်ရှာတဲ့ရထားထဲမှာခြေထောက်ကိုပေါ့နော်အရှိကိုခြေထောက်ကိုဖူမာရဲတဘကာရီကာအဲ့လိုပေးထားတယ်ဖူမာရဲတဘကာရီကာဆိုဖူမာရဲဆိုတာတက်နင်းချင်းခံရတာပေါ့ကွယ်တက်နင်းချင်းခံရတာအဲ့ဆိုကကြဒီနေ့ရထားပေါ်မှာခြေထောက်တက်နင်းခံရဒါယုံလင်မကပဲတက်နင်းခံရယုံတာလင်မကပဲဘယ်လိုမျိုးတာလင်မကပဲတက်နင်းခံရယုံတာလင်မကပဲတာလင်မကပဲဘာဖြစ်လဲဆိုလို့ရှိရင်ခါပန်းဒီလွယ်ထဲမှာဣရဲတဲအိုဤတာကိုထည့်ထားခဲ့တဲ့လွယ်ထဲမှာထည့်ခဲ့တဲ့ sandwich ဆိုတဲ့အဲ sandwich တွေပေါ့အားဆိုခါကြ sandwich ဆိုတဲ့ sandwich တွေထောင်မှာလဲပဲဘာဖြစ်လဲဆိုတော့ခါကြတော့စုဘူးစားတဲ့တဲ့ရှိမှတာဆိုအခြေခံလိုက်ရကြေမွသွားတယ်အခြေခံလိုက်ရတယ်ဟုတ်ပြီနော်အခြေခံလိုက်ရတယ်အကုန်လုံးကတက်နင်းမိကုန်တာအကုန်လုံးဖိမိကုန်တာအဲ့လိုအထိပ္ပယ်မျိုးခြေထောက်ကိုတက်နင်းနင်းချင်းခံရယုံတာလင်မကပဲနဲ့လွယ်ထဲမှာထည့်ထားတဲ့ sandwich တွေတောင်မှလည်းပဲအခြေခံလိုက်ရတယ်ပြောကြတာအကုန်လုံးခြေသွားတယ်အကုန်လုံးတက်နင်းချင်းခံရတယ်ဟာနင်းခြေချင်းခံလိုက်ရတယ်အဲ့ပြီးတော့ခါကြတော့ဒါခြေထောက်လည်းနင်းခံရတယ်လွယ်တွေလည်းပြီးပြီးတော့ခါကြတော့အဲ့လိုမျိုးအခြေခံလိုက်ရတယ်ဆိုတာကိုပြောချင်တာဟုတ်ပြီနော်နောက်ထပ်တစ်ခုဆက်သွားမယ်နောက်တစ်ခုကကြတော့ OG ဆိုတာဦးလေးကိုပြောတာနော်ဦးလေးရဆိုလို့ရှိရင်ဂခွီဘကာရီကာဂခွီဆိုတာကပညာသင်စရိတ်ဟုတ်တယ်နော်ပညာသင်စရိတ်ဖြစ်ပါတယ်ဂခွီကာဆိုတာပညာသင်စရိတ်တာလင်မကဘဲနဲ့စေကဆဟိမတဲ့ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ခါကြတော့ကိုယ့်ရဲ့အိမ်မှာပေါ့နော်နိုင်ငံခြားမှာနေထိုင်မဲ့နေထိုင်စရိတ်ပေါ့နေထိုင်စားတောက်စရိတ်အထီကိုဇမ်ဘူအားလုံးဒါစတဲ့ထုတ်ပေးပြီးတော့ခါကြတော့နီယွန်ရဲ့ဂျပန်တို့လူကာကုဆာဆေတဲ့ခုရေတာဂျပန်တို့ဘာလုပ်လဲဆိုလို့ရှိရင်ပညာတော်သင်သွားစီခဲ့တယ်ဟုတ်ပြီနော်ဂျပန်တို့ပညာတော်သင်သွားစီခဲ့တယ်ဒါဆိုရမယ်နော်လီယိုကခုစာစေတဲ့ခုရတာဆိုပညာတော်သင်သွားခိုင်းနေပေါ့ကွယ်သွားခိုင်းခဲ့ပါတယ်အဲ့လိုအထိပ္ပယ်မျိုးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုကတိထားမှာကဒီနေ့အတွက်အစအဆုံးပြန်ပြီးတော့ခေါ်ပေးရမယ်ဆိုရင်ဘကာရီတေနာကိုနဲ့ဘကာရီကာနဲ့ကအတူတူပဲဖြစ်ပြီးတော့အေဒါမကဘီလဲပဲဆိုတဲ့အထိပ္ပယ်မျိုးဖြစ်ပါတယ်ဟုတ်ပြီနော်အားဆိုရင်ရမယ်နော်အေဒါမကဘီလဲပဲဒီနေ့ကတော့ဆာမိုဝဲဖြေရယုံသားလည်းမကဘဲနဲ့ဆရာနဲ့သွားပြီး discussion လုပ်ဖို့တွေလည်းရှိတယ်ဒီနေ့ကတော့ပတ်စံသွားထုတ်ရယုံတဲ့မကဘဲနဲ့เนาะလုပ်ငန်းရှင်တွေနဲ့တွေ့ဖို့တွေရှိတယ်အဲ့လိုပုံစံမျိုးအဲ့ဒါသားလည်းမကဘဲဘီလဲပဲလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဘီလဲပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဘကာရီကပဲဖြစ်ဖြစ်ဘကာရီဒေနာကိုပဲဖြစ်ဖြစ်အတူတူပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီနေ့အတွက်31ရက်မြောက်ပေါ့နော်အန်ဒရီရဲ့ပညာဒါနလေးပြီးသွားပါပြီမနက်ဆော Oscar de Samades အားလုံးကိုကျေးဇူးတင်ပါတယ်